မြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့25ကြိမ်မြောက်ငွေတုသုတေသနညီလာခံနဲ့သိပ္ပံပွဲတော်2026ဖွင့်ပွဲခမ်းနားကိုဒီကနေ့မိုးလယ်ပိုင်းကရန်ကုန်တက္ကသိုလ်သုတေသနနဲ့စမ်းသစ်တီထွင်မှုစင်တာမှာကျင်းပပြုလုပ်ရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားပါတယ်။နောက်ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကော်မရှင်အတွင်းမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကော်မရှင်အဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှဒုတိယဝန်ကြီးများရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အထူးဖိတ်ကြားထားတဲ့နိုင်ငံတကာတက္ကသိုလ်များမှပါမောက္ခချုပ်များဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီးဆရာမကြီးများပါမောက္ခများဒေါက်တာတော်ဆိုင်းယန်ဘွဲ့ရရှိထားတဲ့တပ်မတော်အရာရှိကြီးများပြည်တွင်းပြည်ပစာတမ်းရှင်များဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာမြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌကအမှာစကားပြောကြားပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာမြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့25ကြိမ်မြောက်ငွေတုသုတေသနညီလာခံနဲ့သိပ္ပံပွဲတော်2026ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်ဂုဏ်ပြုတေးသချင်းဖြင့်ဖျော်ဖြေတင်ဆက်မှုအားကြည့်ရှုအားပေးကြပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌထံပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်ကမြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့25ကြိမ်မြောက်ငွေတုသုတေသနညီလာခံနဲ့သိပ္ပံပွဲတော်2026ဖွင့်ပွဲခမ်းနားအထိမ်းအမှတ်လက်ဆောင်အားပေးအပ်ပါတယ်။အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာမှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။အခမ်းအနားပြီးမှာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာမြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့25ကြိမ်မြောက်ငွေတုသုတေသနညီလာခံနဲ့သိပ္ပံပွဲတော်2026ဖွင့်ပွဲအထိမ်းအမှတ်တက္ကသိုလ်များလိုက်ပြသထားတဲ့ပြကမ်းများအားပြကမ်းတစ်ခုချင်းစီလိုက်စိတ်ပါဝင်စားစွာဖြင့်လဲလှယ်ကြည့်ရှုပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လိုအပ်တာများလမ်းညွှန်မှာကြပါတယ်။အဆိုပါမြန်မာနိုင်ငံဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ရဲ့25ကြိမ်မြောက်ငွေတုသုတေသနညီလာခံနဲ့သိပ္ပံပွဲတော်2026အားဘာသာရေးဆိုင်ရာသုတေသနလုပ်ငန်းလမ်းညွှန်မှုအားပေးမှုတို့ဖြင့်နိုင်ငံတော်ရဲ့ပညာရေးမြန်မာတိုးတက်စေရန်အဆင့်မြင့်ပညာကဏ္ဍမှာသုတေသနလုပ်ငန်းအဆင့်မြင့်မားမှုအရေးသွေးပြည့်မီမှုတို့ကိုရှေ့ရှုပြီးနိုင်ငံတကာအဆင့်မီတဲ့သုတေသနလုပ်ငန်းများဆောင်ရွက်ရန်တွန်းအားပေးတဲ့အနေနဲ့စာတမ်းများတင်ပြဆွေးနွေးစေပြီးအကောင်းဆုံးသုတေသနစာတမ်းစုများချီးမြှင့်ရန်နဲ့သုတေသနညီလာခံမှာဘာသာရပ်လိုက်အဆင့်မီသောသုတေသနစာတမ်းများကိုစုစည်းတီးဖြတ်ပြီးဂျာနယ်များထုတ်ဝေဖြန့်ချီခြင်းပြုလုပ်နိုင်ရန်ရည်ရွယ်ချက်များဖြင့်ဖေဖော်ဝါရီလ9ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးညီလာခံမှာပြည်တွင်းပြည်ပမှစာတမ်းရှင်များဖြင့်ဆွေးနွေးပွဲများဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။